ဗျာဒီနေ့ကထူးထူးခြားခြားလေးအနေနဲ့ပေါ့နော်ရှေ့ရက်12လ2025မှာတော့ကျွန်တော်ဒီတပတ်စာထိုင်းဘတ်တရတန်ပူဇာမီကတ်ကလေးပါကျွန်တော်ပရိအခမယ်ပေါ့နော်ကျွန်တော်ရတယ်လို့လေးကျွန်တော်ချပေးတာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါမလောနဲ့ပေါ့နော်ပူဇာမီကတ်ကလေးကကဏ္ဍများတယ်ဒါပေမဲ့ကျွန်တော်တို့20ဆိုင်နဲ့ဖြတ်ချမယ်ဆိုရင်ကဏ္ဍလေးကနည်းနည်းလေးနဲ့ကျွန်တော်အကျိုးဖြစ်တော့မှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအခုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ချက်လေးနှိပ်ပေးခဲ့ကြအောင်တောင်းဆိုပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စလိုက်ရအောင်ပေါ့နော်ပထမဆုံးအနေနဲ့ဒီနောက်3လုံးပေါင်းခြင်းဒီပေါ့နော်946ဆိုတာဒီ90လို့ပေးတယ်ဒီနောက်3လုံးပေါင်းခြင်းခွန်3ည2ဆိုတာဒီ4နှစ်လို့ပေးတယ်နောက်3လုံးပေါင်းခြင်းခွန်3ည2ဆိုတာဒီ3ညလို့ပေးတယ်ဒီနောက်3လုံးပေါင်းခြင်း186ဆိုတာဒီသူစိုက်တိုင်းဆိုရင်ဒီမှာ186လေးညှိအောင်မယ်ပေါ့နော်โอเคကျွန်တော်မြန်မြန်လေးပြပေးရဖြစ်ပါတယ်ဗီဒီယိုရှိမှဆိုလို့ဒီနှလုံးပေါင်းခြင်းဒီ94ဆိုတာဒီ94လို့ပြီးတယ်ဒီနှလုံးပေါင်းခြင်းဒီ94ဆိုတာဒီ94လို့ပြီးတယ်ဒီနှလုံးပေါင်းခြင်းဒီ6တက်ဆိုတာဒီ396လို့6ပေးတာတယ်ဒီနှလုံးပေါင်းခြင်းဒီ6တက်ဆိုတာဒီသူစိုက်တိုင်းဆိုဒီမှာ6တက်လို့ပေးအောင်မှာပေါ့နော်ဒါကြောင့်လည်းခုနရခဲ့တဲ့ဒီ186ပေါ့နော်186ကြီးလေးအမာယူလိုက်တာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဘတ်တရတဲ့ရုံကတ်လေးကိုတွားကြည့်အောင်ဒါအတူအချိန်မပါပေမဲ့ပေါ့နော်ဒါမနေ့ပိုင်းအတွက်ကတ်ဖြစ်ပါတယ်ညနေတီးတန့်လာအောင်မယ်ပေါ့နော်ညနေလည်းကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဒီကတ်လေးကတစ်ပတ်မှာ9ကျင်း6ကျင်းအနည်းဆုံးဝင်တယ်တခါတလေဆို10ကျင်းလောက်တော့ဝင်ပါတယ်ဗျဒီကောင်သူယူပေးထားတယ်ပေါ့နော်အကွက်လေးအနေနဲ့များတယ်ဆိုမှကျွန်တော်တို့ကခုန186ဆိုတာရခဲ့တယ်ပေါ့နော်ကျွန်တော်အဖွင့်နေဖြစ်တဲ့ဒီညီကိုဖယ်လိုက်တယ်တက်နဲ့နှစ်ကွက်ရွေးတယ်ရှောင်းနေဆိုရင်ကျွန်တော်ကဒီညီကိုဖယ်တယ်ရှောင်းနဲ့နှစ်ကွက်ရွေးတယ်ရှစ်ကိုဆိုရင်ကျွန်တော်ကဒီမှာညီအကိုဖယ်တယ်ကျွန်တော်8နဲ့8 3ကိုရွေးပါတယ်ဒါဆိုကျွန်တော်6ကွက်ထွက်သွားပြီပေါ့နော်နောက်ထပ်ကျွန်တော်အရန်ပြက်ကတော့ဒီကောင်လေးရွေးတယ်ခွန်လေးခွန်ကို9နှစ်ပေါ့နော်ဒါဆိုရင်ကျွန်တော်10ခွက်တော့ရွေးထုတ်လိုက်တယ်3ခွန်ခွန်လေးခွန်ကို9နှစ်ပေါ့နော်မိန်းကတက်နဲ့6နဲ့ညီတာတယ်ညီကိုဖယ်ထုတ်လိုက်တော့6ခွက်ကျန်တယ်ကျွန်တော်ဒီ10ခွက်ကိုရွေးပြီးတော့မနေ့ဖြတ်မနေ့ကိုကစားမှဖြစ်ပါတယ်ဟောထိတ်စီတွေအနိကထိတ်စီတွေအနိကခဏနေရတော့ Telegram Channel လေးမှာတင်ပေးမှဖြစ်ပါတယ်မိတ်ဆွေတို့ရခဲ့တဲ့ပေါ့နော်အော့ကွက်လေးအော်ပတ်တီလေးကြတော့ကျွန်တော်ရဲ့ဒီ comment မှာမှတ်မိခဲ့နိုင်ပါတယ်အားလုံးအခုကြည့်နေကျွန်တော်ရဲ့မိတ်ဆွေများက subscribe လေးမနှိပ်ရသေးဆိုရင်တယောက်တစ်ချက်နှိပ်ပြီးတော့ like လေးလည်းနှိပ်ပေးခဲ့ကြပါမိတ်ဆွေတို့ရတဲ့ canal လေးတွေကိုလည်းဒီ comment box လေးကနေပြီးတော့ကျွန်တော်ကိုရေးပေးကြပါဒီကျွန်တော်လည်းသူတွေကစားသူဖြစ်တဲ့အတွက်ပေါ့နော်မိတ်ဆွေတို့အလုံးလေးနဲ့ကတ်တီးလေးကစားခြင်းလို့ဖြစ်ပါတယ်โอเคအားလုံးအဆင်ပြေကြပါစေ